ကားနဲ့အတူပါလာတဲ့အနှောက်အယှက်တွေဖယ်ပြီးပြီလားကားအသစ်ပဲဝဲဝဲအဟောင်းပဲဝဲဝဲကားနဲ့အတူမမြင်ရတဲ့အနှောက်အယှက်တွေပါလာတတ်ပါတယ်မမြင်ရတဲ့အနှောက်အယှက်တွေမပါလာရင်တော့မိတ်ဆွေဟာအင်မတန်ကံကောင်းတဲ့လူသားတစ်ယောက်ဖြစ်ပြီးတော့ပါလာခဲ့ရင်တော့မိတ်ဆွေအတွက်ကံဆိုးမိုးမောင်ကျသွားနိုင်ပါတယ်ဒါကြောင့်ကားပိုင်ရှင်ဟာကားထဲမှာပါလာနိုင်တဲ့မမြင်ရတဲ့အနှောက်အယှက်တွေကိုအရင်ဆုံးဖယ်ရှားရပါတယ်ပြီးရင်တော့အပ်တဲ့ပုဂ္ဂိုလ်အဆင့်ဆင့်ကိုအပ်ရမှာဖြစ်ပါတယ်နောက်ဆုံးဆင့်မှာတော့မိမိကကားပိုင်ရှင်ဖြစ်ကြောင်းနဲ့ကားတစ်စီးကနေနှစ်စီးဖြစ်လာအောင်အန်တရကင်းလက်ပွင့်နတ်သားရည်ပတ်ဖြန်းပေးရမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ကားပိုင်ရှင်များကိုသာဝရိနာယူတော်မင်္ဂလာနန်းကနေကြိုဆိုလျက်ပါခင်ဗျာကျွန်တော်ကတော့အဘဆရာကြီးမင်းသိက္ခာနဲ့ကျွင်ကျော်ဆရာကြီးဦးခင်စန်းတို့၏တပည့်ဆရာနေဦးရန်ဖြစ်ပါတယ်